Okay ဆရာတို့ဒီဗီဒီယိုမှာ2026မှာဆရာတို့ဂျပန်စာစလေးလာမဲ့သူပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ်လေးလာနေစေလူပဲဖြစ်ပေါ့နော်ဘယ်လို plan နဲ့ဆရာတို့2026မှာဆရာတို့သွားတင်လဲဆိုတာကိုဆရာဒီဗီဒီယိုမှာရှင်းပြသွားမယ်ပေါ့နော်အဲ့တော့ဆရာတို့ဂျပန်မှာအလုပ်သွားလုပ်ဖို့ဆိုလို့ရှိရင်ဟုတ်ပြီနော်ဒီဂျပန်စာလေးလာသူတွေရဲ့အဓိက goal ဒီဆရာတို့ JLPT N3 ဖြစ်ပါတယ်ဟုတ်ပြီနော်ဒါကိုဆရာတို့မှာတည်ထားဖို့လိုတယ် JLPT N3 ကသာလင်းအဓိကပို့ပြီးတော့အရေးကြီးတာပေါ့နော်ဒီခါလေးမှာဆရာတို့ N4 တွေနဲ့လည်းခေါ်ရဲဆိုပေမဲ့ N4 တွေကအများများတာဖြစ်တဲ့အတွက်ကိုက N3 ဆိုလို့ရှိရင်ရနိုင်ခြေပုံများတယ်ပေါ့နော်အဲ့တော့နောက်ပိုင်းမှာဆရာတို့ N3 ကိုပဲအဓိကထားပြီးတော့ဆရာတို့ goal ဖြစ်သတ်မှတ်ကြတာပေါ့နော်အဲ့တော့ဆရာတို့ဒီမှာ၃မျိုးပြောပြသွားမယ်နော်ဆရာတို့ပထမတစ်ခုက beginner အခုဆရာတို့ဂျပန်စာအကြောင်းဘာမှမသိသေးဘူးအခုမှစလေးလာမဲ့ဆိုတဲ့သူတွေအတွက်ကဆရာတို့အခုဒီတစ်လပိုင်းကနေစပြီးတော့လေးလာပါဟုတ်ပြီနော်ဒီဆရာတို့9လပိုင်းမှာ JLPT N5 ကို skill လုပ်ပြီးတော့ N4 ကိုဖြည့်ပါဟုတ်ပြီနော် N4 ကိုဖြည့်ပါအဲ့တော့ဆရာ9လရှိရယ်9လကို2လခွဲဆရာ4လခွဲဆိုပြီးပိုင်းလိုက်မယ်ဒီ2လခွဲကို N4 sorry ဆရာတို့ဒီ N5 လုပ်မယ်ပေါ့နော်2လခွဲကို N5 လုပ်မယ်4လခွဲကိုဆရာတို့ N4 ကိုလုပ်မယ်လုပ်ပြီးရတယ်ဆရာတို့ဒီ9လပိုင်းမှာဝင်ဖြည့်မယ်ဒါ beginner တွေအတွက်အဲ့တော့9လပိုင်းဝင်ဖြည့်ပြီးလို့ရှိရင်သူကဆရာတို့12လပိုင်းမှာ N3 ဝင်ဖြည့်ရုံပဲအဲ့တော့အစဆုံးဒီတစ်နှစ်ပဲကြာမယ်ဟုတ်ပြီနော်နောက်တစ်ခုဆရာတို့ N5 တမားတွေကကြတော့ဆရာတို့ဒီမှာ N4 ကို9လပိုင်းမှာဝင်မဖြည့်ပါနဲ့တော့ဟုတ်ပြီနော် recommend ပေးချင်တာက N5 တမားတွေဒီ9လပိုင်းမှာဖြစ်နိုင်လို့ရှိရင် N3 ကိုဝင်ဖြည့်ပါဟုတ်ပြီနော်ဒါလည်းခုနလိုပဲ 2.5 4.5 ခွဲလိုက်မယ်ပထမ2လခွဲကိုဆရာတို့ N4 ကိုကြည်ညံ့အောင်လုပ်လိုက်မယ်ကျန်တဲ့4လခွဲဟုတ်ပြီနော်ကျန်တဲ့4လခွဲကိုဆရာတို့ N3 ကိုတွားလိုက်မယ်ဒါဆိုလို့ရှိရင်ဆရာတို့ဒီ9လပိုင်းမှာ N3 စောစောစီဆရာတို့ပြီးသွားမယ်ပေါ့နော်နောက်တစ်ခု N4 တွေကကျတော့ဆရာတို့အရင်လွယ်ပါတယ်သူကတော့N3 ကိုတန်းသွားရုံပဲပေါ့နော် N3 ကိုဆရာတို့9လလုံး N3 တခုကိုပဲတေချာ view ဆက်ပြီးလုပ်သွားရုံပဲဟုတ်ပြီနော် N4 သမားတွေအဆင်ပြေတယ် N5 သမားတွေဒီ9လပိုင်းမှာဆရာတို့အမြန်ချင်းတော့ဆရာတို့ N3 ဝင်ဖြည့်ပါဟုတ်ပြီနော်ဒါဒီအားဆရာအကြံပေးတာပေါ့နော်အမြန်ချင်းတဲ့သူတွေအတွက်အကြံပေးတာဖြစ်ပါတယ်တကယ်လို့ကိုကကျွန်မမြန်ချင်းဘူးအဆင်ပြေတယ်ဘယ်လိုမျိုးမဆိုအဆင်ပြေတယ်ပြေးပြေးချင်းပဲတွားရဲဆိုရင်လည်းတွားလို့ရပါတယ် N5 N4 N3 တန်းစီပြီးတွားလို့ရတယ်ကျွန်တော်အများစုကတော့ N5 ကို skill လုပ်ကြတာများတယ်ပေါ့နော်ဝင်မဖြည့်တော့ဘဲနဲ့N4 ကိုဝင်ဖြည့်ကြတာများတယ် beginner တွေကပေါ့နော်ကြပါနော်အဲ့တော့နောက်တစ်ခုကျတော့ဒီကြားထဲမှာပေါ့နော်net test ရှိမယ်ဆရာတို့ GFT တို့ဘာလို့ရှိမယ်ပေါ့နော် GFT တို့ဘာလို့ကျတော့ဆရာတို့ဈေးကြီးရသူကN4 level ပေါ့ GFT A2 ဆိုတာဆရာတို့ N4 level ဟုတ်နော် N4 level ဖြစ်တဲ့အတွက်ဆရာတို့အတိက goal ဒီဆရာတို့ဗီဒီယိုအစမှာပြောခဲ့တယ်လို့ပေါ့နော် JLPT N3 က goal ပဲဟုတ်ပြီနော်တကယ်လို့အလုပ်ကျွန်တော်အလုပ်ရှင်တွေပါနဲ့စောစောစီစီတွေ့လို့ဒါမှမဟုတ် agency တွေကနေပြီးတော့ကျွန်တော်တောင်းဆိုလို့ JFT A2 နဲ့လည်းရပါတယ်ဆိုရင်တော့ကျွန်တော် JFT A2 ကိုဝင်ဖြည့်သင့်ပါတယ်အဲ့လိုမှမဟုတ်ရင်တော့ JLPT N3 ကိုပဲခိုးဖြစ်ထားပါဟုတ်ပြီနော်အဲ့ဒါကိုကျွန်တော်နားလည်ဖို့လိုတယ်အဲ့တော့ net test ကလည်းကျွန်တော်သူက JLPT နဲ့ပြောမှဆိုတူတူပဲဒါပေမဲ့သူက2လမှာတစ်ချိန်ဖြည့်ခွင့်ရှိတာဖြစ်တဲ့အတွက်သူကတော့ပို့ပြီးတော့အဆင်ပြေတယ်ဒါပေမဲ့တချို့တော့အလုပ်ရှင်တွေကနည်းနည်းကြီးများတာဖြစ်တဲ့အတွက်ကျွန်တော် net test တွေကိုနည်းနည်းလေးပြန်စဉ်းစားရတယ်ပေါ့နော်ဆိုတော့ solid ဖြစ်ဆုံးဆိုတော့ validation ပေါ့နော် validation အကောင်းဆုံးကတော့ JLPT N3 ပဲဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဆက်ပြန်ပြောမယ်ဆိုလို့ရှိရင် beginner ဒီ9လပိုင်းမှာ N4 ဖြည့်ပါဟုတ်ပြီနော်ခုမှစလုပ်မဲ့သူဒီ N4 ဖြည့်ပါ N5 တမားဒီ N3 ဖြည့်ပါ N4 ကလည်း N3 ဖြည့်ပါโอเคရမယ်နော်အဲ့တော့ beginner ဒီသူက N3 ဒီ12လပိုင်းမှာဖြည့်လို့ရတယ်โอเคရမယ်နော်ဒါတော့ဆရာတို့2026အတွက်ဟုတ်ပြီနော်ဂျပန်စာလေ့လာမဲ့သူတွေအတွက် study plan လေးဖြစ်ပါတယ်ဒီဗီဒီယိုကနေဆရာတို့ဘုဒ္ဓတာတစ်ခုရရှိမယ်လို့မျှော်လင့်ပါတယ်ဒီလိုဆရာရဲ့ Canva class ကိုတက်ချင်တယ်ဆိုလို့ရှိရင်ဆရာ Facebook page ကနေပဲဖြစ်ဖြစ် Telegram ကနေပဲဖြစ်ဖြစ်ဆရာတို့လာ join နိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်